တော့ကြည့်နေတဲ့ဓမ္မမိတ်ဆွေအများပလိတ်ကပညာစံအိမ်ကျောင်းအထက်တန်းကျောင်းကတော့ဒီလိုပုံစံလေးဖြစ်နေပါပြီဒီလိုပုံစံဖြစ်နေပါပြီနော်ဒီလိုပုံစံလေးဖြစ်နေပါပြီဒီထဲမှာဆိုရင်ကျောင်းသားလေးတွေရောနော်နောက်ဒီပညာစံအိမ်ရဲ့နော်ဟိုကလင်းများနှစ်ယောက်ပေါ်ခလေးရောပါသွားပါတယ်နော်ဒီဘက်ကိုကြတော့ပလိတ်ဘက်ကိုကြတော့အလူရှင်တွေကတယောက်မှမလာချပါဘူးနော်ဒီထဲမှာဒီလိုဖြစ်သွားတဲ့အချိန်မှာနော်ပိုင်လက်ရှိကြံရှိနေတဲ့သူကစိတ်သက်အရန်ကြနေပါဘူးနော်အဲ့လိုစိတ်သက်ကြနေတာကိုကျမတို့အကုန်လုံးကစိတ်သက်ငဲ့ဒါဖုံးလို့ငဲ့ရထားပြရမှာနော်အဲ့တော့ပညာစံအိမ်ဆိုတာကဒီပလိတ်မှာနာမည်ကြီးအထင်ကြီးရပါနော်အဲ့တော့အလူရှင်တွေအများကြီးဒီဘက်ကိုမလာကြတဲ့အတွက်ကြောင့်TikTokကနေပြီးတော့မှတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ပညာစံအိမ်ရဲ့အခြေအနေကတော့ဒီတိုင်းပါပဲနော်ဒီတိုင်းပါပဲနော်ပညာစံအိမ်ရဲ့အခြေအနေကတော့အဲ့တော့အလူရှင်တွေကမိုးများရာကိုရေမသွားပဲနဲ့ရေမရောမကြပဲနဲ့ဒီဘက်ကိုလည်းအလူရှင်တွေကဒီဘက်ကိုလည်းပလိတ်ဘက်ကိုလာကြပါလို့ဖိတ်ခေါ်ပါတယ်နော်ဒီဘက်မှာအလူရှင်တွေဒီမှာလည်းပြိုတာတွေတိုက်ပြိုတာတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့နော်ဘူးမှမလာကြဘူးအဲ့တော့ဒီဘက်ကိုအလူရှင်တွေကြွရအောင်လို့TikTokကနေပြီးတော့တင်ပေးလိုက်တာပါတိတဲ့လူကလည်းတဆင့်ချင်းတဆင့်စကားပြန်ပြီးတော့ပါလိုက်ပါလို့နော်စိတ်သက်ကြနေတဲ့လူတွေကိုလည်းစိတ်သက်မြင့်ပေးအောင်လို့နော်လာခဲ့ကြပါသူဒီနဲဒီညာဒီအလူရှင်တရားနာမထားဘဲနဲ့ဒီစိတ်သက်ကြနေတဲ့ဒီတယောက်အတွက်ကိုစိတ်သက်မြင့်ပေးအောင်လို့တဆင့်စကားနော် share ပေးခြင်းဖြစ်နော်ကုသိုလ်ယူကြပါကူညီကြပါလို့ဒီလေးကပြောချင်ပါတယ်